ဒီနေ့ခေတ်မှာလူတွေတော်တော်များများရေမွေးကြိုက်လာပြီကျွန်တော်လည်းယောက်ျားလေးတယောက်မို့လို့ရေမွေးစုပြတဲ့အလေးအကျင့်လေးရှိတယ်ပေါ့နော်ဒီဗီဒီယိုကထက် gaming တော့မဟုတ်ဘဲနဲ့မျက်ထင်ရဲ့အကြောင်းကိုအကြောင်းကိုပြန်ပြောတဲ့ဗီဒီယိုမို့လို့ရေမွေးစိတ်ဝင်စားတဲ့လူတို့ပါလို့ဆိုလို့ရှိရင်ကြော်သွားလို့ရတယ်ပေါ့ရေမွေးပညာရှင်မဟုတ်ဘူးကျွန်တော်စီမှာလည်းအလုံးက30လောက်ပဲရှိတယ်ဆိုတော့ဘာနှုတ် opening ဘာတွေညာတွေပြောမှာမဟုတ်ဘူးကျွန်တော်ရဲ့ top 5 favorite ရေမွေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အရင်ဆုံး honorable mention နေနဲ့ကျွန်တော်ပထမဆုံးပြောချင်တာ YSI ရဲ့ private line နဲ့က Tuxedo အရန်ကြိုက်တယ်ဒါပေမဲ့ကျွန်တော် Tuxedo မှမဝတ်တာပေါ့နော်အဲ့တော့ပွဲနဲ့တမင်တွေမှာလည်း fashion ကြမဝတ်တတ်တော့ဒီမွေးရဝယ်လာပြီးတော့အပုတ်ကြီးဖြစ်နေတယ်အနံ့ကတော့အရန်ကြိုက်တယ် leather nose ပါတယ်ထင်တယ်မပြောဘူးဆိုပြီးတော့ okay ရှူပူးတဲ့လူတိုင်းသိလိုက်မယ်ပေါ့နော် projection ရော longevity ရောတအားမိုက်တယ် Tuxedo က honorable mention နောက်တစ်ပလင်းရကြတော့ PDM Parfum Semali ရဲ့ Ledan exclusive အိုးဒီပလင်းအဖုံးနဲ့လူတက်လို့ရတယ်တော့ပုံမှန်လေတံကချိုရဲမြရဲပဲသွားတယ်ဆိုလို့ရှိရင်ဒီကောင်အနောက်ကရှက်တလေးလိုက်တယ်မြန်မာနိုင်ငံရာသီဥတုနဲ့လည်းကျွန်တော်ဆက်လို့ရမယ်ထင်ပြီးတော့ဝယ်ရတာပေါ့နော်ပုံမှန်ဘားသွားကလပ်သွားဒီလောက်ပဲဆွဖြစ်တဲ့ရေမွေးတစ်ခုလို့ပြောမယ်ဆိုလို့ရှိရင်လည်းမမှားဘူးနောက်ဆုံး honorable mention ထဲမှာကျွန်တော်ထည့်ချင်တဲ့ဥစ္စာကကြတော့ designer တွေက Valentino Born in Roma Intense ဖြစ်ပါတယ်အိုးကျွန်တော်အကြိုက်ဆုံးပဲကျွန်တော်ကောင်မလေးနဲ့ပတ်ပြီးတော့တွေ့တိုင်းဒိတ်လုံးကြည့်တိုင်းကျွန်တော်ဒီရေမွေးကိုပဲအများနဲ့ဝတ်သွားတယ်အများနဲ့လည်းဆော်မရဘူးပေါ့နော်ရေမွေးမကောင်းလို့လားအဲ့လိုလည်းမဟုတ်ဘူးဗျတော်တော်လေးကိုခြုံမြနဲ့လူတွေကတော့ဒီ line တွေကဆိုလို့ရှိရင် Coral Fantasy တို့ဘာတို့ပိုကြိုက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ Born in Roma Intense ကိုအကြိုက်ဆုံးပဲ Valentino Uomo line ထဲမှာပေါ့နော်ဆိုတော့ top 5 နေရာကိုစတင်ရောက်ရှိလာပြီနံပါတ်5 Chanel Allure Home Edition Blanche အိုးဒါ3မလေးမြောက်ဖြစ်ပါတယ်ကျွန်တော်အရန်ကြိုက်ပါတယ်မြန်မာနိုင်ငံယာတီဥနဲ့လည်းကြိုက်တယ်ဘယ်ဟိုသွားပျော်ပပလေးဝတ်လိုက်ရုံပဲဘာမှတိတ်ပြီးတော့ဒီထွတ်ထူးရှိမနေဘူးဂျင်းနေပါရဲဆော့တဲ့အခါကြက်တောင်ရိုက်တဲ့အခါပြေးတဲ့အခါကျွန်တော်အများနဲ့ဒီကောင်လေးကိုပဲသုံးတယ်နံပါတ်4 Sarjoff ရဲ့ Nexus Sarjoff ရဲ့ Nexus ကတော့ဒီကျွန်တော်အတိအကိုတယောက် Man City fan ကို Jesse Jackson ညှိုးတာပေါ့နော်ကျွန်တော်ကလမေး Elisa ကိုအရင်အသေးဆွဲကြိုက်ပြနေတဲ့အချိန်မှာညီလေးမင်းကအဲ့ဒါနဲ့ကြိုက်မှာမဟုတ်ဘူး Sarjoff တဲ့က Nexus စမ်းကြည့်ဆိုပြီးတော့သူညှိုးလို့ကျွန်တော်ဒီကန်လေးဝယ်ဆန်းတယ်တအားကိုကြိုက်သွားတယ်ညံ့ညောမူကြီးကတိုဘာကုန်းနဲ့ဟန်နီနဲ့ကိုရောရတာအိုးတော်တော်မိုက်တယ်ဗျာကျွန်တော်ဒါမဲ့သူလဲစောစောပြောခဲ့လို့မျိုးပဲကျွန်တော်တို့ယာဒီတုအရင်အေးတဲ့အချိန်မှာဆွတ်လို့ကောင်းမှာအဲ့ဒါကြောင့်မို့လို့တိတ်မဆွတ်ဖြစ်ဘူးပေါ့နော်အများကြီးတောင်ကြံနေရတတိယနေရာကိုရောက်လာပြီတတိယနေရာကတော့ကျွန်တော်ဝယ်ထားတာတော့မကြသေးဘူးဒါပေမဲ့အရန်ဆွတ်ဖြစ်နေတဲ့ Roger ရဲ့ Elysium or Intense Intense ကိုဘာကြောင့်ပိုကြိုက်လဲဆိုတော့ဈေးလည်းနည်းနည်းပိုတက်တာရလို့ခံစားရတယ်ပြီးတော့ဆွတ်တဲ့အခါမှာလည်းကျွန်တော်တော်တော်လေးအဆင်ပြေတယ် longevity တော့ညံ့တယ်ဒါပေမဲ့မြန်မာနိုင်ငံလိုမျိုးအများအားပူနေတဲ့ယာတီတူနဲ့က Roger ရဲ့ဒီသူ့ရဲ့အနက်လေးနဲ့ကကွက်တီပဲဗျာအဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီ Elysium ကိုကျွန်တော် favorite top 3ထဲမှာထည့်ထားတာဖြစ်ပါတယ်နံပါတ်2ကျွန်တော်အရင်တော့ဗီဒီယိုတစ်ပုတ်လုပ်ဘူးတယ်ပေါ့နော်ကျွန်တော်တို့မရှိမဖြစ်ပစ္စည်း10ခုထဲမှာပါတဲ့ရေ fragrance တွေဖြစ်တယ်အဲ့ဒါကတော့ Creed ရဲ့ Green Irish Tweed ဒီပလင်းကကုန်တော့မယ်နောက်ဒီပလင်းထပ်ဝယ်ရမှာကျွန်တော် stock မတွေ့သေးလို့မဝယ်သေးရပါတော့တော်တော်လေးကိုပြောနေကြအောင်မလို့1985ရနဲ့အခုဒီဆက်ထုတ်နေတာကိုပဲကြည့်ယောက်ျားမှန်လို့ရှိရင် Green Irish Tweed ဆိုဖူးရမယ်ကျွန်တော်ယူဆပဲမှားနေလည်းမတတ်နိုင်ဘူးဆိုတော့နံပါတ်1ကတော့ဒီကောင်ရှေ့ပိုင်းမှာ niche တွေပဲထုတ်ကြွားသွားတော့ niche ရပဲလာမယ်ဆိုပြီးတော့အားလုံးထင်မယ်တကယ်ကမဟုတ်ဘူး designer တွေကဘာလဲဆိုတော့ကျွန်တော်အရန်ကိုချစ်ရကြိုက်ရတဲ့လက်မေးလက်ပါဖန်ဖြစ်ပါတယ်ရောဘောကော်တီရဲ့လက်မေးလက်ပါဖန်ကကျွန်တော်တို့အမြဲတမ်းအမှတ်ရစေနေမဲ့ရေမွေးစားစုတဲ့အချိန်ကစားတော့အခုချိန်ထိကျွန်တော်တို့ဒီကောင်ကတော်တော်လေးအရေးပါတယ်လာဗန်ဒါနဲ့နေထဲမှာ तू ကအကျန်းဆုံးပဲလို့ခံစားရတယ်
ဆိုတော့အဲ့လောက်ပါပဲဘော်ရာတို့ရဲ့ top 5ဒီ fragrance collection တွေကဘာတွေလဲကျွန်တော်တို့ဆွေးနွေးတော့ခဲ့ကြအောင်ပါကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ် adios